ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ KK Barmy blog ကနေကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ရှင်းပြပေးမယ့်ဟာလေးကပြောပြပေးမယ့်ဟာလေးပေါ့နော်အဲ့ဒီဟာကဘာလဲဆိုလို့ရှိရင်software တစ်ခုတည်းကိုဝင်လိုက်တဲ့အချိန်မှာဥပမာ Messenger တို့ Viber တို့အဲ့ဒီအချိန်မှာကိုကလူတယောက်ကိုဓာတ်ပုံပို့ချင်တာဖြစ်ဖြစ်ဖုန်းခေါ်ချင်တာဖြစ်ဖြစ်လောက်လိုက်တဲ့အချိန်မှာသူက setting တွေကိုဝင်ခိုင်းတယ်ပေါ့နော်အဲ့ဒီအချိန်မှာမသိတဲ့သူတွေအတွက်အထောက်အကူဖြစ်အောင်ကျွန်တော်သိရလေးပြောပြပေးလို့ဖြစ်ပါတယ်သိတဲ့သူတွေကတော့ကြော်သွားလို့ရပါတယ်โอเคကျွန်တော်ဥပမာလောက်ပြမယ်ပေါ့နော်အဲ့ဒါကြည့်ကြည့်တစ်ချက်ကျွန်တော်အခု Viber ထဲဝင်လိုက်မယ်โอเคကျွန်တော်ဓာတ်ပုံပို့ခြင်းတယ်ဆိုလို့ရှိရင်ဓာတ်ပုံ file နဲ့ဝင်လိုက်မယ်ဝင်လိုက်တဲ့အချိန်မှာအခုလိုမျိုးပဲသူက setting တောင်းတယ်ပေါ့နော်တခြားပဲဖုန်းမဆိုပေါ့ဒီပိတ်မိထားလို့ရှိရင်သူ setting နဲ့ဝင်ခိုင်းပါတယ်โอเคကျွန်တော်ဝင်လိုက်ပါမယ်အဲ့လိုဝင်လိုက်တဲ့အချိန်မှာတချို့ကမသိတဲ့လူတွေကဘာလုပ်လို့လောက်ရမှမသိပါဘူးတကယ်တော့ဒီဥစ္စာကအဲ့လောက်ထိမခက်ခဲပါဘူးသိတယ်ဆိုလို့ရှိရင်ခဏလေးပါပဲโอเคမသိတဲ့သူတွေအတွက်ကျွန်တော်ရှင်းပြပါမယ်ခုနကကျွန်တော် Viber ထဲမှာဘယ်ဟာနှိပ်လိုက်လို့ဒီ setting နဲ့ဝင်သွားတာလဲဆိုတာကိုကြည့်ဖို့တော့လိုအပ်ပါတယ်အခုကျွန်တော်ဒီ setting နဲ့ဝင်သွားရတာကကျွန်တော်ဓာတ်ပုံပို့ဖို့နှိပ်လိုက်တဲ့အချိန်မှာဒီ setting နဲ့ဝင်သွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဓာတ်ပုံနဲ့ပတ်သက်တဲ့ဟာတစ်ခုကိုကျွန်တော်ဖွင့်ရမှာဖြစ်ပါတယ်ပိတ်မိထားလို့ပါโอเคကျွန်တော်ဒီမှာ photo ဆိုတဲ့ဟာလေးကိုဝင်လိုက်ပါအဲ့ဒီထဲမှာကျွန်တော်ဒီမှာညံ့ကိုထားထားတယ်အဲ့တော့ကျွန်တော် full website ကိုပြန်ပြောင်းလိုက်မယ်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော် Viber နဲ့ပြန်ဝင်ပြီးတော့လုပ်ကြည့်ပါမယ်ဒီဓာတ်ပုံလေး file လေးနှိပ်လိုက်မယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ဓာတ်ပုံလေးပေါ်လာပါပြီပို့လို့ရပါပြီအဲ့ဒီလိုပဲတခြား software တွေပါပြီဆိုလို့ရှိရင်လည်းဒီဥပမာဒီ Graph software တို့ပါလို့ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီ software တွေမှာကျတော့အများဆုံးကဘာလဲဆိုတော့ဒီ location ပိတ်မိထားကြတာများတယ်ပြီးလို့ရှိရင် camera ပိတ်မိထားကြတာတို့ပါလို့ပေါ့သူအဲ့ဒါက software down လိုက်ပြီးဒီဥစ္စာကိုစသုံးပြီဆိုကြတဲ့တချို့ကျတော့လည်း auto ပွင့်နေတာမျိုးလည်းရှိတယ်တချို့ကျတော့လည်းကိုပိတ်မိထားတာမျိုးရှိတယ်ပေါ့နော်အကြောင်းမျိုးရှိတယ်ပေါ့အဲ့လိုမျိုးဖြစ်ခဲ့တယ်ဆိုလို့ရှိရင်အခုကျွန်တော်ဥပမာပြပါမယ်ကျွန်တော်ကားငားမယ်ဆိုလို့ရှိရင်โอเคဒီမှာကင်မရာလေးကိုကျွန်တော်နှိပ်ကြည့်ပါโอเคဒီမှာသူ setting လေးကိုပဲထပ်ပြီးတော့တောင်းပါတယ်โอเคအဲ့လိုမျိုးတောင်းပြီဆိုလို့ရှိရင်ဒီကဘာကြောင့်လိုအပ်လဲဆိုလို့ရှိရင်တချို့တွေတခြားနိုင်ငံတွေမှာပေါ့ကားငားလို့ရှိရင်ကိုရောက်နေတဲ့နေရာကိုတချို့ကသမားတွေက location ချိန်ထားပြီမဲ့လွဲတဲ့အခါမျိုးဆိုလို့ရှိရင်ဓာတ်ပုံပို့ခိုင်းတယ်ပေါ့နော်ရိုက်ပြီးတော့အဲ့လိုအခါမျိုးမှာဓာတ်ပုံရိုက်ဖို့ဆိုလို့ရှိရင်အခုလိုမျိုးပဲဖြစ်တတ်ပါတယ်အဲ့လိုဖြစ်သွားတဲ့အချိန်ကြာလို့ရှိရင်အခုကျွန်တော်ရှင်းပြထားတာလေးကသိထားတယ်ဆိုလို့ရှိရင်အထောက်အကူဖြစ်ပါတယ်အဲ့တော့ကြည့်ကြည့်ပါအခုကျွန်တော်ဒီထဲကိုဘာကြောင့်ဝင်သွားတာလဲဆိုလို့ရှိရင်ကျွန်တော်ဒီကင်မရာလေးကိုနှိပ်လိုက်တဲ့အတွက်ဝင်သွားတာဖြစ်ပါတယ်အဲ့တော့ကင်မရာနဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်ဖွင့်ရမှာဖြစ်ပါတယ်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကင်မရာနဲ့ပတ်သက်တဲ့ဟာရှာကြည့်မယ်โอเคဒီမှာကင်မရာတွေ့ပါပြီအဲ့တော့အဲ့ဒါလေးဖွင့်လိုက်ပါမယ်တခြားဟာတွေလည်းရှိတယ်ပေါ့နော်ဒီမှာဓာတ်ပုံတို့ပါလို့ဆိုလို့ရှိရင်ခုနကကျွန်တော်လောက်ထားသလိုပဲဒီ full website မဟုတ်ဘူးနန်းဆိုလို့ရှိရင်ဒီလိုလည်းဝင်သွားတာမျိုးရှိပါတယ်တခြား location တွေပါလည်းရှိတယ်ပေါ့နော်ဒါကကျွန်တော်ဒီမှာကင်မရာပိတ်နေတဲ့အတွက်ကြောင့်မလို့โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော် graph ထဲပြန်ဝင်လိုက်ပါမယ်ဒီကင်မရာလေးကူပြန်နှိပ်ကြည့်မယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကင်မရာပွင့်သွားပါပြီအဲ့ဒီလိုမျိုးပါပဲတခြားဘယ် app မဆိုကိုဝင်လိုက်တယ်ဥပမာ Messenger တို့ Viber တို့အဲ့ဒီလို app တွေလည်းကိုကဓာတ်ပုံပို့ချင်တာဖြစ်ဖြစ်ဖုန်းပြောချင်တာဖြစ်ဖြစ်ဖုန်းခေါ်လိုက်တဲ့အချိန်မှာအဲ့လို setting နဲ့ဝင်သွားခိုင်းတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီဖုန်း call နဲ့ပတ်သက်တဲ့ဟာပေါ့နော် microphone တို့ဘာလို့နဲ့ပတ်သက်တဲ့ဟာအဲ့ထဲမှာပိတ်မိထားလို့ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့အဲ့လို setting နဲ့ဝင်သွားတယ်ဆိုလို့ရှိရင်အဲ့ဒီကိုကဘာကြောင့်ဝင်သွားတာလဲဆိုတော့သိဖို့လိုတယ်ပေါ့နော်ဖုန်းခေါ်လိုက်တဲ့အချိန်မှာဝင်သွားတာဆိုလို့ရှိရင်ဒါဆိုရင် microphone အဲ့ထဲမှာကျွန်တော်တို့လိုက်ချပြီးတော့ဖွင့်လိုက်ရပါပြီဓာတ်ပုံဆိုလို့ရှိရင်လည်းဓာတ်ပုံနှိပ်လိုက်လို့ဝင်သွားတယ်ဆိုရင်ဓာတ်ပုံနဲ့ပတ်သက်တဲ့ဟာကိုဖွင့်လိုက်ရင်โอเคရပါပြီဒီဥစ္စာကတကယ်တော့လွယ်လွယ်လေးပါဒါပေမဲ့မသိတဲ့သူတွေအတွက်ခက်တယ်ပေါ့နော်တော်တော်များများလဲကျွန်တော်ဒီမှာကျွန်တော်လာပြီးတော့ဒီလိုမျိုးလုပ်လို့မရဘူးဒီလိုမျိုးလာပြကြတယ်ပေါ့တော်တော်များများအဲ့ဒါကြောင့်မို့ကျွန်တော်ကဒါလေးနဲ့ရှင်းပြလိုက်ရတာဖြစ်ပါတယ်
ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော် KK Burmese Blog ပါနောက်ထပ်သိချင်တာလေးတွေကြည့်လို့ရလေးသိရအောင်လဲ follow လေးလုပ်ခဲ့ပါဦးကျေးဇူးတင်ပါတယ်